ကန်ဝင်မမရေကျွန်တော်တကားဖွင့်ပေးပါတွေ့ယူတွေ့တန်းကိန်းကနန်းတွေကင်မြောက်ပြအကျင့်တရားရှိပါပြီမဟာစကြဝဠာတစ်ခုလုံးနပိုလီယံကလွဲပြီးလူသားအလုံးစစ်ကိုမုန်းတယ်လို့သဘောတူကြတယ်ဟုတ်တယ်ဒါဖျားနာနေသူရဲ့အတန်ပါပဲအိုးငါဖျားနေတာຫນွေ3ခုမိုး3ခုစောင်း3ခုကျူးမဲ့ဒရမ်မဲ့လက်ပတ်နာကြီးလူနာကရင်ပေါ်အိယာပြင်ပညာရှိများကိုကန့်ကွက်ရဲ့အသက်ရှင်ခြင်းဆိုတာရှင်ခုန်တာပဲဘယ်သူညင်းမလဲဟဲ့ဘယ်သူညင်းမလဲဆရာဝန်ညွှန်ကြားချက်မှာလက်ဖက်ရည်တစ်ခွက်ပေးပါဒူရတစ်လိပ်ပေးပါမမကျွန်တော်ကိုချစ်ပါဒီကောင်လက်နဲ့ချရမယ်တဲ့တမဝါယမစံစားသူများစကားဝိုင်းလှိုင်းလုံးများပြင်းထန်လားကကခခကကကကငင1 2 3 4 5 6 9 8 9 3ညလက်ဖက်ရည်ဆိုင်မှာစိုးကြဆဲကြမနက်9 နာရီထိုးပါပြီဝိတုခကြီးမားစွာသူမလာပါပြီဝိတုခကြီးမားစွာကျွန်တော်စောင့်နေပါသည်လက်ဖက်ရည်ဆိုင်မှာကျွန်တော်ရှိပါတယ်မကြည့်ပါလေနဲ့မျက်လွှာချတာပါရှေ့နှစ်လန်သာကြည့်လျှောက်ပါကျွန်တော်ရှိတာတော့သိမှာပေါ့ဟေးပတ်စံထောင်ပြစ်နေတဲ့ဂျာဒိတ်တို့တစိတ်တောင်းမှန်ပါတယ်လမ်းဖယ်ပေးလိုက်ကြပါကွာကင်းတဲ့ရတငယ်ချင်းတို့ရေငိမ့်ငိမ့်ကလေးနေကြပါကွာမမခြေလမ်းပြက်မှာစိုးမိတယ်သူ့အိမ်တွေကိုငါကုံယူတယ်သူ့တိတ်ခါကိုငါဂုံပြုတ်တယ်ငါကတော့မင်းတို့သိတဲ့အတိုင်းပါပဲခက်ပြက်ပြက်ခရမ်းရမ်းကောင်းပါပဲအားနာစရာတော့ကောင်းနေပါပြီနော်စုခင်းလန်းပထမပိုက်ကြားလိုက်ပါစားငွေကုန်းဆိုတာဘယ်မှမရှိနိုင်ပေဘယ်သူမှမနစ်မြုပ်ကြချေညအခါလမ်းလျှောက်ရင်ကျွန်တော်ညည်းမိတဲ့တခြင်းလေးလူငယ်ဘဝအပျော်ညာများကာလကုံဆုံးသွားပြီးမှပြန်လဲတန်းတာခြင်းသည်ဒုက္ခတဒနာဆရာတွေးခေါ်ဘူးတယ်လူငယ်ဘဝအပျော်ညာများမှတညနှစ်ညညများရှင်မှပြင်းထန်စွာဆိုတဲ့တခြင်းဝရန်တာမှသူမငင်းဆန်ဟန်ပြခဲ့ရာကိုစောညင်းရဲ့တစ္ဆာသာကျွန်တော်ဆိုခဲ့ပါတယ်ကန်ဝင်မမလေးရှေ့ကကုသိုလ်ကြောင့်ထင်ပါရဲ့ကျွန်တော်ရင်ဒီခုန်တယ်ခိုးပြရောင်မျက်နှာမှာတိတ်ပံအလှကုန်ဘာမှမရှိတန်ခင်းတမန်ခင်းအပြုံးမရှိသူကြတော့ကြည့်လို့ကောင်းတယ်မြင်ရတိုင်းပါပဲပါတိတ်အချိတ်ဇဲမဲ့ထမိန်နဲ့အင်ကြီးအဖြူလက်စကားကြီးပဲဝတ်တယ်သူကြတော့ကြည့်လို့ကောင်းတယ်အုံစီနဲ့စိုးနေတဲ့သပင်တင်းပြအောင်ဖြည့်တင်ထားတယ်သူကြတော့ကြည့်လို့ကောင်းတယ်စစ်ကြိုခဲတစ်ခေတ်လုံးမမကိုဖုံးနေတယ်သူကြတော့ကြည့်လို့ကောင်းတယ်ကျွန်တော်ဟာသပင်ရှိတယ်ကော်လန်ရှိတယ်အရစ်ရှိတယ်ကျွန်တော်အကြာကြီးစဉ်းစားမိတယ်နေ့စဉ်24နာရီရဲ့10မိနစ်များအလုပ်ဝိတ္တာစားတာနေတာထိုင်တာအစကန်ဝင်မှုမလို့ငါအဲ့ဒါလို့ဆိုခဲ့ဘူးဆိုကိုသူမရဲ့ကဘာလေးဟာအေးချမ်းမှုငြိမ်သက်ရှည်လျာတိကျဆန်ဆန်နေရာစာအုပ်
ခေဟောင်းတချင်းရွှေဘိုတနခါအပြစ်မဲ့အကျိုးမဲ့အချင်းအရာလာရိတ်အောင်ရန်ဒါတခါတလေရုပ်ရှင်ဖျားစဉ်ပြည်သူမုတ်တိုက်ဂိတ်လမ်းထိပ်ကဘတ်စကားမှတ်တိုင်းကျိုးချီထားတဲ့ဖိုင်တွေအလုတ်စပွဲခစ်တို့လည်းသူ့ဘာသာသူဖြတ်တန်းသွား၏တကားတစ်ချက်ဟာဖြတ်ခနဲပွင့်လာလိုက်ဖြတ်ခနဲပြန်ပိတ်သွားလိုက်နဲ့တိုက်ဆိုင်မှုဖြစ်ရှင်လဲဖြစ်မှာပါဒါနဲ့ကျွန်တော်လာရောက်ခဲ့တယ်ရင်းနှီးတဲ့ဧည့်သည်တယောက်ပေါ့မတ်တဲ့လှေကားရင်နှုတ်ပြချင်းမီးအိမ်ကင်ဆောင်ထားပါတယ်ခွင့်လို့ပါဒါမှမဟုတ်ခွင့်ပြုပါနေမှာလာမှာနေမှာညမှာပန်းပွင့်မှာပြက်ကလေးမှာဘာသာစကားအစ်စ်တစ်ခုနဲ့တကားကိုထုနေရဲ့လူမရေးကိစ္စတွေစဉ်းစားမနေပါနဲ့စဉ်းစားမနေပါနဲ့တချို့လူတွေထင်မြင်သလိုမထင်မြင်မယူဆဘူးတော့ကျွန်တော်ဆွေးနွေးမှဖြစ်မယ်ကောင်းငင်ကြီးတစ်ခုအောက်မှာဘာမှအဆင်မပြေသူတယောက်ကိုမှကြောက်စရာကောင်းတယ်ဆိုတာတရားမဲ့လုံးပါတယ်ဒီကကောင်ကလောကကိုမုန်းတီးလူကြီးမင်းများခင်ဗျာထမင်းစားတိုင်းလူမဖြစ်နိုင်ပါတာမန်ရေပုံရလူများအယိုးဖြူနေပါပြီကဘာကြီး6တွေ့နေပါပြီယုံကြည်တယ်လို့တော့ပြောဘူးတယ်ဒါပေမဲ့ငါရင်ထဲမှာနိဗ္ဗာန်ပုံထက်ပြည့်စုံတဲ့ကဘာရှိတယ်တင်တို့မစင်စားဘူးတဲ့ငါစဉ်းစားမှုတွေရှိတယ်ရိုမီယိုနဲ့ဂျူလီယက်အက်စတာနဲ့ပေါ်တို့အတွက်ဆွဲချက်တင်ဖို့ကိစ္စရှိတယ်တခါကမိရထားတဲ့ခီးသွားစဉ်ကနာကျင်ခဲ့ရတဲ့ပစိုးကွင်းတိုင်းနဲ့ကောင်လီအတွက်ဆောင်ရွက်ပေးရမှာရှိတယ်လူမန်းတိတဲ့ကလေးကဖြတ်တန်းခဲ့ရတဲ့ပြဿနာတချို့ပေါ့ပြောလို့မဖြစ်နိုင်သေးတာလည်းရှိပါသေးရဲ့ဒီလိုကြားကမမကိုကျွန်တော်ချစ်ခဲ့မိတယ်။အော်ပုတ်ကလေးကရင်ခုန်တန်းဝေဖန်တန်းကိုရင်ဆိုင်ရင်းနဲ့အချစ်ကိုဖွင့်နှွှဲရအောင်မယ်။နေအောင်အားကောင်းစွာကြံရှိနေသေးစေ။မိုးဖွဲဖွဲလေးနဲ့ရုံးစင်းချိန်လေးလှနေတယ်။ဟိုမှာအလိုဒါမမဂရီတတန်းနဲ့ကြည်အကြွားနဲ့ဒါမမပဲ။အိုးငါ့ကိုမြင်တော့မယ်။အိုးမြင်သွားကြပြီ။ခြေလမ်းတစ်ချက်တန့်သွားပြီမဲ့ဟန်မပြတ်ခင်ဆက်လျှောက်လာရဲ့။ကျွန်တော်မိုးခိုနေတာပါ။ကျွန်တော်ဘတ်စကားစောင့်နေတာပါ။ဘတ်စကားမှတ်တိုင်တာတစ်စက်မိတ်အောက်မှာကျွန်တော်မိုးခိုနေတာပါ။မမကိုနှောက်ယှက်ဖို့လာဆောင်တာမဟုတ်ဘူးဖះစုကြံစုချိန်တွေပြောဝင်ပါတယ်ကျွန်တော်ဘတ်စကားစောင့်နေတာပါတတိကြီးမာပြီစွာကျွန်တော်ရှိမှသူရက်တယ်သူ့ကိုယ်တင်းတန်ကလေးနီးနီးကက်ကက်မှွေးထုံနေပေါ့တပြင်းတစ်ချက်မှုတ်ထုတ်လိုက်ရင်သူ့စံခွေစလှုပ်သွားမယ်ဒီစမိတ်တစ်ခုအောက်မှာဒီလိုနှစ်ယောက်စုံဖို့ဘယ်မျောလင်းလို့ရမလဲကိုရဲစိတ်တင်တယ်ပြောမယ်ငါသူ့ကိုစကားပြောမယ်ခင်တန်းသူဆေးဆက်ကြောင်းတရင်နဲ့စပြောရရင်ကောင်းမယ်ထင်တယ်တွေ့လားဘူဂျုံစည်းနိုင်မိနစ်ကွက်အတက်ပြီးထခုံတယ်ပြောမယ်ငါသူ့ကိုစကားပြောမယ်မိုရိုတိုင်ယန်အထုပ်ပတိနဲ့စတင်ပြောရရင်ကောင်းမယ်ထင်တယ်ဟာလမ်းပြက်ကိုရဲ့ကောင်းမလေးခဏချင်းတွေးသားဆုပ်ဘယ်လိုရုပ်ကြီးပြောင်းသွားတာလဲပြောမယ်ငါသူ့ကိုစကားပြောမယ်
ဟိုမရဲ့ epic ကြပြကိုရွတ်ပြပြောရရင်ကောင်းမယ်တင်တယ်အာရေခဲကြီးဆယ်ပြားတန်းကံကောင်းပါစေလို့မေတ္တာပို့နေတယ်ဟုတ်ပြီစူအတ်တူမြောင်ကိစ္စဝါတာဂိတ်စိုက်ဘရက်ခင်ဗျားဘလို့ထဲမှတ်ပါတယ်လဲခက်တီတီမေကွန်းထုတ်နှုတ်ဆက်ပြီးစကားစမယ်ဟုတ်တယ်ဒါကောင်းတယ်ဒါနဲ့ပဲမိနစ်20လောက်လွန်မြောက်သွားပါပြီဘာမှအပြောပြသေးကိုသိန်းတန်လေးတော့မှုေးနေသေးတယ်ကျွန်တော်ရှေ့မှာကြောက်ရွံ့လူသူရက်နေစေရှင်မခုံမတုံလှုပ်တတ်သူရက်နေစေအော်မမယောက်ျားမာနာကိုတူပပြနေတာကိုကျွန်တော်ကလည်းညံ့နေမိနစ်20နာရီဝက်စကားမထွက်လက်ပြားချီပြားအေးလာတယ်အိမ်ပြန်အရောက်မှာဖျားတာပါပဲညတညလုံးစားထိုင်ရှိတယ်တကယ်ချင်းသေးလာပြီဟဲ့တနေ့အောင်ပွဲကိုသိရှိသူရဲ့ကောင်းတို့ဤစိတ်ထဲဖြစ်လာပြီဟဲ့သူရဲ့ကောင်းတို့ထုံနှလုံးမှွေလာပြီဟဲ့လာပြီဟဲ့ရခင်မိမိဤရဲပြီးအစဉ်အလာများနဲ့လာပြီဟဲ့လက်ထဲမှာစာနှုတ်ပြားမှာစကားရှင်ထဲမှာတရားငါအေးအေးဆေးဆေးပြောကြမယ်ဟောဒီဩဂတ်ရဲ့တမန်တော်မှာငါသူနဲ့ရင်ဆိုင်လိုက်တယ်ကျွန်တော်ထက်ရှုံပေါ့စကားတစ်လုံးကချေမုန်းတယ်ငါဟာမင်းအမေလောက်ရှိပါတယ်တဲ့ဘာအတိတ်ပဲရှိတယ်လဲဘာအတိတ်ပဲရှိတယ်လဲဘာအတိတ်ပဲရှိတယ်လဲဟောဒီမှာကျွန်တော်စာဖတ်ကြည့်ပါတော့ဗျာနောက်ပြဿနာအချုပ်ရှင်းလဲခင်ဗျားပဲအဓိကပါဗျာဒါပဲကျွန်တော်ပြောခဲ့ပါတယ်ခင်ဗျားတကားထပ်ပိတ်တာပါကျွန်တော်နားလဲပါတယ်နှလုံးသားဆိုတာအမေမွေးတုန်းကပါလာလို့သာခင်ဗျားတို့ခန္ဓာကိုယ်မှာရှိနေတာပါဘာမှအသုံးမဝင်တော့ဘူးတိတ်ခါမာနမိတ္တဗလာတိကာဒေကာနတ်ကြီးပီမိုနေရင်းဖြောင်းမော်ကလူကွန်ပျူတာလိုအသုံးပြုနိုင်ပါတယ်ကျွန်တော်ဟာအယူအမှုသမားခံစားမှုပဲရှုံတယ်ခင်ဗျားဘယ်လိုခံစားရလဲဖះပဲသိမယ်ကျွန်တော်မှမဟုတ်ပါဘူးဘသူကိုမဆိုအချစ်မှမဟုတ်ပါဘူးဘယ်အလုပ်မဆိုမမကြီးရှင်ခုံတန်းကိုခံစားကြည့်ပါဒုက္ခအရာသာချိုများတယ်ဘဝကိုချစ်တက်လာပါလိမ့်မယ်အလုံးမဲ့ဂုံမဲ့ရင်းစားမဲ့အခွင့်ထူးမဲ့အမဲ့အားလုံးရဲ့အရှိမော်မြတ်ပြီးနိုင်ငံတော်ရတကောင်းငင်ပုံမှအိမ်မက်မှဤမြေပေါ်သို့ကြာစဉ်အသင်းထုံဆုံးရနံတဲ့အပြိုဖြစ်လာသောပန်းပွင့်များပွဲတော်များခံစားတတ်မှတ်စေခြင်းပါတယ်တည်ခြင်းကိုအခန်းချင်းတောင်းတတောင်မှငြိမ်ငြိမ်လေးစောင့်စားကြမိခင်ဝမ်းကကြွတာကြားပြီးမို့လားဟိုကောင်ဝင်လာလိမ့်မယ်ပုံနှက်ကွယ်မှာကတ္တရာလန်းကထင်ပါရဲ့တချင်းတန်နဲ့လေစောက်တွေကရှောက်လာတယ်ဗတ်တီးတကားပိတ်ပြတင်းပေါက်တကားပိတ်လာတကားပိတ်နေတကားပိတ်အိမ်မပြောသေးရှင်ခုံနှွေးရင်စေပြပလင်းလေးတွေရှိတယ်မင်းကိုရှင်မခုံဘူးမင်းကိုမတုံ့လှုပ်ဘူးစူးစူးဝါးဝါတကားပိတ်အိုးငါအရေးတွေအစိတ်စိတ်အမွားမွား
တန်ရာနဲ့သွေးစိမ်းရှင်ရှင်လူမြင်တိုင်းတိုင်တယ်နေပေါ့ရုံးစည်းစာချီကန်းနာအလုသမားတန်လန်းအလုသမားတင်မော်သားကြောင်းသားစစ်သားနေစားဆက်လိတ်သမားဟင်းရွက်ရောင်းတဲ့ကောင်မလေးပခုံးထန်းစေးတဲ့အိုးလဲလို့သူအပေါင်းတို့အကြောင်းဆောင်လို့ပြောကြပါတယ်ကျွန်တော်တကားအားလုံးပိတ်ထားတယ်တူးကိုတူးမချစ်ရင်ရာဇဝတ်မှုမမီဘူးလားဟင်ကိုလိန်ညာရင်ပုံမှန်420ရှိတယ်မညီစွန်ဘူးလားဟင်ကဘာထိတ်ကိုတက်အဲ့ဒီအချက်လက်တွေငါတင်ပြခြင်းနဲ့တင်ကတခါပြုံးပြ၍ဘာမှမပြောဘဲနေတော့အခါကျွန်ုပ်မှာတသက်တာလုံးစောင့်စားနေရပါတော့သည်တကူအသက်တွေလည်းဒီလိုပဲဖြစ်ကြီးရင်ဖြူဖက်သွားလိမ့်မပေါ့အင်အားတန်ခိုက်ပုံအောလိုက်ကြတခါတရံကမမတိုက်မိတဲ့ခလုတ်လေးအခုဆွေနေပေါ့မြစ်တမြစ်မှာနှစ်ခါရေမချိုးနိုင်ဘူးဆိုထင်ပါခေါမအဘိဓမ္မာကိုတတိရတယ်ကဘာဟောင်းနေရဟောင်းနေထိုင်မှုအဟောင်းဟာထုံးစံကြောင်းနေလိုပဲရေနဲ့သူကိုကြောက်ခဲနဲ့ပူးချီတယ်ဒီလိုအချိန်မှာဟန်မဆောင်ကြရင်ဖြင့်လောကကြီးစိမ့်လန့်လာနိုင်ပါတယ်တွေးသားတန်ပါမယ်ဖြက်လက်လှုပ်ရှားမှုရှိမယ်ရဲတက်ပြုံးတက်အောင်မယ်ဆိုရင်နောင်တနဲ့ငိုယိုမှုကင်းပြတ်အနာဂတ်ဖျားပွင့်မာတော့မယ်အကြည်ပြကန်းပန်းချံကလေးများရှင်ကျေးမှုနန်းတော်တင်တို့အတွက်ခေါ်တန်းကျွန်တော်စောင့်စားနေပါသည်နိုင်ငံရေးအချစ်ဘဝသူမနဲ့ရောထွေးရှက်နနက်ခေါင်းလောင်းတန်ကြာရအဲ့ရမှထပါတော့မွေးရပါအဖျားကုစားမဲ့တမားခြေတန်းကံကြမ္မာမဆုံးစည်းခိုက်အဝိဇ္ဇာမှောင်မိုက်ဆဲအတိုက်စားခံဖြတ်တန်းစကားတန်ကအစကြမ်းတမ်းနေမယ်ခွင့်လို့ပါတော့ချစ်တဲ့သူရဲ့ဟပပအတန်ထောင်းကိုရှယ်မောမိတယ်အစ္ဆဒကိုတတ်မှန်ရိုက်လို့မှမရတာစိတ်ချမ်းသာမယ်ထင်ရင်လှုပ်ချင်တာလှုပ်ကြပေါ့မနက်9 နာရီမနက်9 နာရီဤကဘာမီလောကရုံတက်ကြရုံစင်ကြအဲ့ဒါလိုလှဲ့လေတယ်ကနဝဲမမသူမလာပါပြီစားတိုင်ပုံးနဲ့စားတစောင်ထည့်လိုက်တယ်သူမဘေးမှာအဖော်1 ယောက်2 ယောက်3 ယောက်4 ယောက်5 ယောက်6 ယောက်ကောပနီတက်ရင်စာမဟုတ်ပါ1 ယောက်တည်းပါတိုက်ပုံတွေပါတွေဝစ်လို့ပေါင်နာတွေပါတွေလိမ့်လို့တေတေဝဲဝဲကောင်လေး1 ယောက်နဲ့အချို့ဖွဲ့လို့ကလားရုပ်ရှင်တွေကဇုံတွဲရှူဝင်ကလေးနဲ့ကြည်ရကောင်းလာပါပြီတဲ့ကဘာမီလောကငြိမ်းချမ်းပါစေလူသားအလုံးအရှုံးဒုက္ခကင်းပါကြပါစေပပအတန်ထွက်အောင်ကိုရေမောမိတယ်နောင်အနှစ်100အနှစ်1000ဒီကောင်ရဲ့အချစ်ပြိုမြင့်နေမှာပဲမဟုတ်ချယုံနေအလုံးကြုံလုံးတစ်ခါတစ်ချက်ဘယ်နေရာဒီဖြစ်တန်းနိုင်ပါသလဲကဘာတဲ့တုံခါနေတော့တယ်ဆရာအောင်ချိန်